ဇန်နဝါရီလ18ရက်2024ခုနှစ်တုန်းကတိုကျိုမြို့အာရာချီရပ်ကွက်မှာရဲတပ်ဖွဲ့ဟာတာကာဟာရှိမိသားစုရဲ့3ထပ်အိမ်ကိုအဓိကထားပြီးတော့အကြီးအကျယ်ရှာဖွေရေးလုပ်ငန်းတချို့ကိုစတင်ခဲ့ကြပါတယ်။ဒီတာကာဟာရှိဇနီးမောင်နှံဟာဇန်နဝါရီလ16ရက်နေ့မွန်းလွဲပိုင်းအချိန်အိမ်ကိုပြန်ရောက်ပြီးကလေးကထူးဆန်းစွာနဲ့ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။သူတို့ရဲ့လက်ကင်ဖုတ်ဒီနေရာပြအချက်လက်တွေရကတော့သူတို့နောက်ဆုံးရှိခဲ့တဲ့နေရာဟာသူတို့ရဲ့နေအိမ်အနီးနားမှာပဲဖြစ်နေပါတယ်။ဒီအတွက်ကြောင့်ရဲတွေကတည်တည်ချာချာရှာဖွေခဲ့ကြတယ်ဗျ။အဲလိုမျိုးတည်တည်ချာချာရှာဖွေခဲ့ကြပေမဲ့လည်းသူတို့ရဲ့အရေးအယောင်ကိုတော့ရဲတွေကမတွေ့ခဲ့ရပါဘူး။ဒီလိုနဲ့ဇန်နဝါရီလ18ရက်မိုးလွဲပိုင်းကိုရောက်မှသာရဲအရာရှိတအူးဟာရေချိုးကန်းကဆင်းရောက်ကနေထွက်လာတဲ့ထူးဆန်းတဲ့ပုတ်စော်နန္ဒာကိုရုတ်တရက်သတိပြုမိသွားပြီးတဲ့နောက်မှာတော့ဒီထိတ်လန့်စရာအမှန်တရားကလည်းစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ဒီဇနီးမောင်နဲ့2ယောက်တလုံးပျောက်ဆုံးမှုကိုပထမဆုံးစတင်သိရှိခဲ့တဲ့သူကတော့သူတို့ရဲ့အသက်32နှစ်အရွယ်ရှိပြီဖြစ်တဲ့သားဖြစ်သူတာကာဟာရှိအီချီရိုပဲဖြစ်ပါတယ်။ဇန်နဝါရီလ16ရက်မနေ့ပိုင်းတုန်းကသူကထုံးစံအတိုင်းအလုပ်ကိုသွားခဲ့တယ်ဗျာ။အိမ်ထဲကရာအားလုံးဟာလည်းပုံမှန်အတိုင်းပဲရှိနေခဲ့ပြီးတော့သူမိဘတွေစီမှာလည်းထူးခြားတဲ့အရေးအယောင်ဘာမှမတွေ့ခဲ့ရပါဘူး။ဒါပေမဲ့အဲ့ဒီည8နာရီချင်းကိုရောက်တဲ့အခါမှာတော့အီချီရိုအိမ်ကိုပြန်ရောက်တဲ့အခါမှာသူ့ရဲ့အိမ်ရှိတကားဝါဟာအခါတိုင်းနေ့တွေနဲ့မတူဘဲနဲ့တကားကပွင့်နေပြီးတော့တခုခုမှားယွင်းနေပြီလို့လည်းသူ့စိတ်ထဲမှာခံစားလိုက်ရတယ်ဗျာ။ဘာကြောင့်လဲဆိုရင်တော့အဲ့ဒီနေ့မနက်တုန်းကသူအလုံးမသွားခင်မှာသူ့ဘခင်ဖြစ်သူဟာဒီကနေ့ပြင်ထားတဲ့ကားကိုရေသွားစီးမယ်လို့သူ့ကိုပြောထားပြီးမြဲလေအခုချိန်ဒီအဲ့ဒီကားဟာခြံထဲမှာရပ်ထားတော့မယ်ဖြစ်ပါတယ်။ပို့ပြီးတော့တန်တရားဝင်စရာကောင်းတာကအခါတိုင်းနေ့တွေဆိုရင်တော့ဒီလိုချိန်မျိုးဆိုရင်သူ့အိမ်ကိုပြန်ရောက်တဲ့အခါမှာမိဖို့ကြောင့်ကထိန်ထိန်လင်းပြီးတော့မိခင်ဖြစ်သူဟာတခုမဟုတ်တခုမိဖို့ကြောင့်ထဲမှာအလုရှုပ်နေတတ်ပြီးတော့သူ့ရဲ့ဖခင်ဖြစ်သူကတော့အေကန်းစီမှာ TV ကြည့်နေရမယ့်အချိန်ဖြစ်ပေမဲ့ဒီကနေ့မှာတော့ထူးထူးဆန်းဆန်းအိမ်တိမ်လုံးကမှောင်မဲနေပြီးတော့ခြောက်ချားပွဲကောင်းလောက်အောင်ကိုတိတ်ဆိတ်နေခဲ့ပါတယ်။အဲနောက်ပိုင်းမှာတော့အီချီရိုရဲ့အော်ခေါ်တန်တွေဟာလူမရှိတဲ့ဒီအိမ်အနှံ့ကိုပဲ့တင်ထပ်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းအိမ်ထဲကတုတ်ပြန်မှုကတော့ဘာတစ်ခုမှမရှိခဲ့ပါဘူး။အဲဒီနောက်အိမ်အဝင်ဝမှာရင်အလင်းမြန်တုတ်ထားပုံရတဲ့သွေးကွက်တချို့ကိုတွေးလိုက်ရတဲ့အခါမှာတော့သူ့ရဲ့စိုးရိမ်စိတ်တွေကလည်းပိုပြီးတော့ကြီးထွားလာခဲ့ပါတယ်။သူကချက်ချင်းပဲရှင်တထိတ်တွေလည်းဖြစ်သွားခဲ့ရတယ်ဗျာ။အဲဒီနောက်မှာတော့သူဟာမိဘတွေကိုဆက်ပြီးအော်ခေါ်ရင်းနဲ့တိုင်လုံးမှာရှိတဲ့အခန်းတိုင်းကိုလိုက်လံစစ်ဆေးရှာဖွေခဲ့ပေမဲ့လည်းဘသူကမှမတွေ့ခဲ့ရပါဘူး။ပိုပြီးဆိုတာကတော့ရေချိုးကန်းတဲ့ဈဉ္ဉံလမ်းတောင်းတွေမှာသွေးချီယာတွေကိုထပ်ပြီးတော့တွေ့လိုက်ရတာကြောင့်ဖြစ်ပါတယ်။အဲနောက်မှာတော့သူဟာပြပြတလေးဖြစ်သွားပြီးတော့သူ့ရဲ့မိဘတွေကင်တဲ့လက်ကင်ဖုန်းတွေစီကိုအသေးအတန်ဖုန်းခေါ်ခဲ့ပေမဲ့လည်းဖုန်းပိတ်ထားချောင်းကိုအလိုလျောက်ပြန်ပြောတဲ့အတန်ကိုပဲသူကကြားလိုက်ရပါတယ်။အဲနောက်မှာတော့သူဟာသူ့ဘခင်စီမံခန့်ခွဲတဲ့ဘားကဝန်ထမ်းတွေစီကိုဆက်သွယ်ခဲ့ပေမဲ့လည်းအဲဒီနောက်မှာတော့သူဟာသူ့ဘခင်စီမံခန့်ခွဲတဲ့ဘားကဝန်ထမ်းတွေစီကိုဆက်သွယ်ခဲ့ပါတယ်။အဲဒီလိုမျိုးဆက်သွယ်ခဲ့ပေမဲ့လည်းမစ္စတာနဲ့မစ္စစ်တာကာဟာရှိတို့2ယောက်စလုံးဟာတနေ့လုံးဘားကိုရောက်မလာခဲ့ကြဘူးဆိုတဲ့အတည်ပြုချက်တွေကိုပဲရရှိခဲ့ပါတယ်။သူ့အမစီကိုဆက်သွယ်ကြည့်တဲ့အခါမှာလည်းဘာသတင်းအချက်လက်မှထပ်မရခဲ့ဘူးဗျ။ဒီအချိန်ဒီမှာတော့အီရှီရိုဟာအိမ်ထဲမှာတကယ်ပဲကြောက်ချစရာကောင်းတဲ့တိတ်ပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုခုများဖြစ်ပျက်ခဲ့ပြီလားဆိုပြီးတော့စိတ်တွေကတဖြည်းဖြည်းနဲ့ကြောက်ရွံ့လာတယ်ဗျ။အဲနောက်မှာတော့သူကဘာမှတွေးဝေမနေတော့ဘဲနဲ့ရဲတပ်ဖွဲ့ကြီးကိုဖုန်းဆက်ဖို့ကိုပဲဆုံးဖြတ်လိုက်ပါတယ်။ပျောက်ဆုံးနေသူအသက်55နှစ်အရွယ်တာကာဟာရှိနိုရီဟီရိုဟာအီဂျိုရက်ကွက်မှာရှိတဲ့ဘားတစ်ခုကိုပိုင်ဆိုင်တာဖြစ်ပါတယ်။ဒီဘားဟာတက်တန်းအဖြစ်အနှစ်20ကျော်လောက်ရှိပြီဖြစ်ပြီးတော့လူရောက်20လောက်သာဆန့်မိမဲ့လေအဓိကအားဖြင့်တော့အသက်50ကျော်ရွယ်မိကိုရောင်စီးပွားရေးလုပ်ငန်းရှင်လောကကလူလက်ပိုင်းအမျိုးသားတွေကိုပဲဝန်ဆောင်မှုပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။သူတို့နဲ့ပတ်သက်ပြီးတော့ဝန်ထမ်းတွေဖောက်တယ်တွေနဲ့အင်ဂျင်နီယာချင်းတွေရဲ့အမြင်မှာတော့ဒါကာရှိဇနီးမောင်နှံ2ယောက်စလုံးဟာအလွန်ပဲသဘောကောင်းကြပြီးတော့ရိုးသားဖြောင့်မတ်သူတွေရဲ့ဖြစ်ကိုလူသိများကြပါတယ်။အဝေးကနေလာတော့ပြီးနောက်ဆုံးရထားလွတ်သွားတဲ့ဖောက်တယ်တွေရှိတဲ့ညာမျိုးဆိုရင်နိုရီဟီရိုဟာသူတို့ကိုမနှက်ကြမှာပြန်လိုက်ပို့ပေးပြီးတော့မနှက်အထိအတူတူထိုင်နေပေးတတ်ပါတယ်။သူနဲ့သူသားဟာရှေးအောင်ကားတွေကိုဝါသနာပါကြပြီးတော့သူတို့မှာရှိတဲ့ကားအလုံးကိုသူ့လက်နဲ့ပဲကိုယ်တိုင်ပြုပြင်မုံမှန်ထားတာဖြစ်လို့ဒါဟာချမ်းသာကြွယ်ဝမှုကိုပြသတာမျိုးမဟုတ်ပေမဲ့အစဉ်တန်းရှိတဲ့ဝါသနာတစ်ခုဖြစ်ဖန်တီးထားတာကိုတော့ပြသရာရောက်ပါတယ်။
သူတို့မိသားစုဟာအစဉ်ပြေပြေချမ်းချမ်းသာသာအေးအေးဆေးဆေးနေနိုင်ကြပေမဲ့လည်းသူဟာဘယ်သူနဲ့မှပြဿနာမဖြစ်အောင်ရှောင်ရှားခြင်းတဲ့အတွက်ကြောင့်အေးလူလူနဲ့တိတ်တိတ်ဆိတ်ဆိတ်နေထိုင်တတ်တဲ့လူနေမှုပုံစံမျိုးကိုပဲရွေးချယ်ခဲ့ပါတယ်။သူတို့ပိုင်ဆိုင်တဲ့ဘာဟာပုံမှန်ဖောက်တဲ့အများပြားနဲ့လာမြဲဖောက်တဲ့ရာခိုင်နှုန်းမြင့်မားစွာဖြင့်ဒီငင်းလဲပတ်နေတဲ့အတွက်ကြောင့်စီးပွားပြိုင်ဘက်တွေစီကနေကလစားချီတာမျိုးဆိုတဲ့ဖြစ်နိုင်ကြီးကလည်းအလွန်နှဲပါပါတယ်။အီချီရိုရဲ့မိခင်ဖြစ်သူအသက်52နှစ်အရွယ်ဒါကာဟာရှိကီမီကတော့ခင်မွန်းဖြစ်သူနဲ့အတူခန္ဓာထေဝါရဲ့ဝစ်စုံတွေနဲ့မကြာခဏတွဲဖက်တွေ့ရတတ်ပေမဲ့တကယ်မှာတော့သူမဟာယဉ်ကျေးပြူငါမှုကိုအလွန်တန်ဖိုးထားပြီးအေးအေးဆေးဆေးနေတတ်တဲ့မျိုးသမီးကြီးတစ်ယောက်ဖြစ်ပါတယ်။လွန်ခဲ့တဲ့2020ပြည့်နှစ်မှာတော့ဒီဇနီးမောင်နှံနဲ့သူတို့ရဲ့သားဖြစ်သူတို့ဟာအာရှိကာကရက်ကွက်ကတခြားနေရာတစ်ခုကနေအခုလက်ရှိနေတဲ့နေထိုင်ကိုပြောင်းရွှေ့လာခဲ့ကြတာဖြစ်တယ်ဗျာ။ဒီသုံးတဲ့အင်ကြီးကိုတော့ရန်38တန်းအမေရိကန်ဒေါ်လာ2,4,900ခန့်နဲ့ဝယ်ယူခဲ့တာဗျ။သူတို့ကဒီနဲ့ပတ်သက်တဲ့ငွေပေးချေမှုစနစ်ကိုလစဉ်တိုင်းပေးဆက်နေရတာဖြစ်ပေမဲ့လည်းဒီတကာရှိမိသားစုရဲ့ဗန်နာရေးအခြေအနေဟာလစဉ်ငွေပေးချေမှုကိုကင်တွယ်နိုင်ဖို့နဲ့လစဉ်ငွေပေးချေမှုကိုကင်တွယ်နိုင်ဖို့အတွက်လုံလောက်တာထက်တောင်မှပိုနေတာကြောင့်ငွေကြေးအငင်းပွားမှုကြောင့်ဖြစ်ရတဲ့လူသက်မှုဆိုတဲ့အကြောင်းအရင်းကိုလည်းဖယ်ထုတ်ထားနိုင်ပါတယ်။အခင်းဖြစ်ပွားရာနေရာကိုစုံစမ်းစစ်ဆေးခြင်းအတွင်းမှာတော့ရဲတပ်ဖွဲ့ဟာဒါကာရှိအိမ်ရဲ့ပြတင်းပေါက်တွေနဲ့တကားတွေအားလုံးဟာပျက်စီးခြင်းမရှိဘဲနဲ့အတိအရမဝင်ရောက်ထားတဲ့အရေးရောင်မျိုးကိုမတွေ့ရဘူးဆိုတာကိုလည်းသုံးသပ်မိခဲ့ကြတယ်ဗျာ။ဒီသုံးတဲ့တိုက်ရဲ့အတွင်းပိုင်းမှာလည်းမွေနောက်ရှာပွေထားတဲ့အထောက်အထားမျိုးမရှိဘဲနဲ့တန်ဖိုးကြီးပစ္စည်းတွေကလည်းသူတို့ရဲ့မူလဒီနေရာမှာပဲရှိနေသေးပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့လေစုံတော့တွေဟာကနဦးတွေးဆချက်အရာကတော့ဒေတာကာရှိဇနီးမောင်နဲ့နှစ်ယောက်ကိုပြန်ပေးဆွဲပြီးတော့ဝေတောင်းခံကျင်တာကြောင့်ဖြစ်နိုင်တယ်ဆိုပြီးတော့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့လည်းတဦးဒီသောသားဖြစ်သူအီချီရိုစီကိုပြန်ပေးငွေတောင်းတဲ့ဖုန်းခေါ်ဆိုမှုကတော့24နာရီသာပြည့်လာပေမဲ့တစုံတစ်ယောက်မှမရှိခဲ့ဘူးဗျာ။ဒီလိုဘာတမ်းမှမကြားရတာကအမှုကိုပိုပြီးတော့တောင်မှထူးဆန်းပြီးတော့ခေါင်းစားစရာဖြစ်စေခဲ့ပါတယ်။ဒီစုံစမ်းစစ်ဆေးမှုဟာဒီမာရင်ရက်တက်မသွားခဲ့ပါဘူး။ဆက်လက်ပြီးတော့တေးသေးချာချာစစ်ဆေးကြည့်တဲ့အခါမှာတော့ရဲတပ်ဖွဲ့ဟာအိမ်ထဲကတကားရှိမိသားစုပိုင်မဟုတ်တဲ့စိမ့်နေတဲ့ဓာတ်အနှဲငယ်ကိုတွေ့ရှိခဲ့ပြီးတော့ဒါတကြောင့်မှကတော့သွေးစွန်းနေတော့မင်းဖြစ်ပါတယ်။ဒီလိုနဲ့အဲ့ဒီနောက်ပိုင်းမူကင်းစေးပညာရလက်တွေထွက်လာတဲ့အခါမှာတော့လူတိုင်းကိုတုန်လှုပ်သွားစေခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်တော့တကားရှိဇနီးမောင်နှံရဲ့သွေးအပြင်အခင်းဖြစ်ပွားရာနေရာမှာတခြားသွေးအရင်းမြစ်နှစ်ခုကခြေရာတွေနဲ့အတူရှိနေပြီးတော့အဲ့ဒါတွေဟာတတိယလူနဲ့စတုထလူတို့ရဲ့သွေးတွေဖြစ်ပါတယ်။အဲ့ဒီသွေးတွေကတော့လူသက်သမားတွေရဲ့သွေးတွေဖြစ်နိုင်ကြီးများပါတယ်။ဒီတွေ့ရှိချက်ဟာအမှုကိုရိုးရိုးရှင်းရှင်းပြန်ပေးဆွဲမှုလို့တန်တရားရှိရာကနေလှုပ်ဝက်ဆန်းကျဲတဲ့မတိရသေးတဲ့လူတွေပါဝင်ပတ်သက်နေတဲ့ချုပ်တွဲပွေလီတဲ့မူကင်းခင်းဖြစ်ပွားရာနေရာတစ်ခုဖြစ်ကိုပြောင်းလဲသွားစီပြီးတော့ဒီအမှုကိုလည်းပေါ်ပေါ်တန်တန်မထားရဘဲနဲ့ဂရုစိုက်ပြီးစစ်ဆေးရမယ်အမှုတစ်ခုအဖြစ်ကိုရှုပ်ထွေးသွားခဲ့ပါတယ်။ဒီပတ်ဝန်းကျင်အနီးနားမှာရှိတဲ့လုံခြုံရေးကင်မရာတွေဟာအရေးကြီးတဲ့သက်သေအထောက်အထားတွေဖြစ်ချက်ချင်းဖြစ်လာခဲ့ပါတယ်။ဗီဒီယိုမှတ်တမ်းတွေရကတော့ဇန်နဝါရီလ16ရက်မွန်းလွဲပိုင်းမှာဒါကာရှိဇနီးမောင်နှံဟာအိမ်ကနေတီးခြားစီထွက်ခွာသွားခဲ့ကြတာကိုပြသနေပါတယ်။ညနေ4 နာရီဝန်းကျင်မှာတော့နိုရီဟီရိုဟာအရင်ဆုံးပြန်ရောက်လာပြီးနိုင်ရွက်ကြာမှာပဲကီမီကလည်းအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကနေစပြီးတော့သူတို့နှစ်ယောက်စလုံးဟာအိမ်ထဲကနေအပြင်ကိုလုံးဝမထွက်ခဲ့ကြပါဘူး။ဒါပေမဲ့လည်းထူးဆန်းတာကတော့ရဲတပ်ဖွဲ့ဟာအိမ်နဲ့ခြံဝင်းကိုတည်တည်ချာချာရှာဖွေခဲ့ကြပြီးတန်တရားရှိတဲ့နေရာတွေကိုတူးဆွကြည့်ခဲ့တာတော့မှသူတို့အိမ်ထဲကနေထွက်သွားတာဒါမှမဟုတ်ခြံဝင်းအတွင်းမှာဝတ်ထားတာမျိုးကိုပြသတဲ့ဘာလက္ခဏာကိုမှမတွေ့ကြရပါဘူးဒီတော့တည်တည်ချာချာပြန်တွေးကြည့်မယ်ဆိုရင်အိမ်ထဲမှာပဲနေပြီးတော့ပျောက်သွားတာဆိုတော့ဒီတကားရှိဇနီးမောင်နှံဟာအဝတ်ပြန်ပြီးပျောက်သွားသလားလို့တော့မှတ်ရပါတယ်ဒီတော့စုံစမ်းစစ်ဆေးသူတွေအနေနဲ့လည်းလမ်းပိတ်ရှိတဲ့ဗဟိတိတစ်ခုဖြစ်လာတယ်ပေါ့ဗျာဒီလိုနဲ့အမှုဟာဘလို့မှတဲလွန်စာမရနိုင်ဘူးလို့ထင်ရတဲ့အချိန်မှာပဲဇန်နဝါရီလ18ရက်မိုးလယ်ပိုင်းကိုရောက်တဲ့အခါမှာတော့ရေချိုးကန်းကိုပုံမှန်စစ်ဆေးနေတဲ့ရဲအရာရှိတအူးဟာထူးခြားတဲ့တွေ့ရှိမှုတစ်ခုကိုလှုပ်ဆောင်နိုင်ခဲ့ပါတယ်။သူဟာစင်နာကိုချင်းကပ်သွားတဲ့အခါမှာလေလူထဲမှာပြန့်နှံ့နေတဲ့ပြင်းထန်လွန်းတဲ့ပုတ်ဆုပ်ကိုရရှိခဲ့တာပါ။ရေချိုးကန်းဒီဆောက်ပုံကလည်းရိုးရှင်းနေဗျ။ဘယ်ဘက်မှာအိမ်သားညာဘက်မှာရေချိုးကန်းနဲ့အလဲမှာတော့စင်တခုရှိနေတာပါ။ရေချိုးဆိုင်စစ်ဆေးပြီးတဲ့နောက်မှာတော့ရဲအရာရှိဟာအဲ့ဒီနန်းဟာစင်ရဲ့အောက်တဲကကြမ်းပြင်ကနေထွက်လာတာဖြစ်နိုင်တယ်ဆိုပြီးတော့သုံးသပ်လိုက်ပါတယ်။သူကငုံပြီးတော့အသားရအောက်ကိုကြည့်လိုက်တဲ့အခါမှာတော့ဒီကြမ်းပြင်ပိုင်းဟာအောက်မှာအခေါင်းပေါက်ကြီးဖြစ်နေပြီး
ပိုက်ပြင်ဆင်ဖို့ဒါမှမဟုတ်ပစ္စည်းအသေးပွားလေးတွေကိုတူလောင်ဖို့အတွက်ဒီဇိုင်းထုတ်ထားတဲ့နေရာလို့တစ်ခုရှိနေတယ်ဆိုတာကိုသူကချက်ချင်းသဘောပေါက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့တာဝန်ရှိသူတွေဟာတစ်သားကျမ်းပြင်ကိုချက်ချင်းပဲဂရုတစိုက်နဲ့မကြည့်လိုက်ကြတယ်ဗျာ။မိန်ပြပြအလင်းရောင်အောက်မှာအပြာရောင်အရက်ခင်းတွေနဲ့တင်းကျပ်စွာပတ်ထားတဲ့ရုပ်ဆူဆူအရာဝတ္ထုတစ်ခုဟာပေါ်လာခဲ့ပါတယ်။အောက်မှာရှိနေတဲ့လူတီအလောင်းနှလောင်းရဲ့မတင်မရှားပုံတရံကလူတိုင်းကိုကြက်တီးထားသွားစေခဲ့တယ်ဗျာ။အဝိဇ္ဇာကိုဖယ်လိုက်တဲ့အခါမှာတော့ဒီထိတ်လန့်စရာအမှန်တရားကလည်းပေါ်ပေါက်လာခဲ့ပါတယ်။နေ့ရက်တိုင်းပျောက်ဆုံးနေတဲ့တာကာဟာရှိဇနီးမောင်နှံဟာအခုတော့လူတိုင်းရဲ့ရှေ့မှောက်မှာတတ်မဲ့ခန္ဓာတွေအဖြစ်လဲလျောင်းနေခဲ့ရပါပြီ။သူတို့ရဲ့ရုပ်လောင်းတွေမှာခန္ဓာကိုယ်အထက်ပိုင်းနဲ့လက်မောင်းတွေမှာအများအပြားစုပြုံနေတဲ့ဓာတ်တန်ရာအပြည့်ကိုတွေ့ရှိခဲ့ရတယ်ဗျာ။ခုခံထားတဲ့ဒဏ်ရာတွေကသူတို့ရဲ့နောက်ဆုံးအချိန်အသေးအံခုခံကာကွယ်မှုကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ဒီကြေကွဲချာကောင်းလာတဲ့အခင်းဖြစ်ပွားရာနေရာဟာဘယ်သူမှတဲ့မကြည့်ရဲလောက်အောင်ရက်ဆက်ကြမ်းကြုတ်လွန်းလာလို့သုံးရပါတွေအသက်ရှင်နေဦးမလားဆိုတဲ့အီဂျီတို့ရဲ့တင်းငယ်တဲ့မျောလင်းချက်လေးကိုလုံးဝကိုချေမှုန်းဖျက်ဆီးလိုက်ပါပြီ။မုတ်ကင်းဆရာဝန်ရဲ့ရင်ခွဲစစ်ဆေးချက်တွေရကတော့ရက်ဆက်ကြမ်းကြုတ်မှုအတိုင်းအတာကိုချက်ချင်းဖော်ထုတ်နိုင်ခဲ့တယ်ဗျာ။အဲဒီနောက်ပိုင်းမှာတော့မုတ်ကင်းဆရာဝန်ကကြာကြာနာနာဒီအလောင်းကနေကိုစစ်ဆေးကြည့်တဲ့အခါမှာတော့သူတို့ရဲ့စစ်ဆေးချက်တွေရာရက်ဆက်ကြမ်းကြုတ်မှုအတိုင်းအတာကိုချက်ချင်းဖော်ထုတ်နိုင်ခဲ့ကြပါတယ်။နိုရီဟီရိုမှာဓာတ်တန်ရာ10ချက်ရရှိထားပြီးတော့ကီမီကတော့8ချက်ထိရရှိထားပါတယ်။ဓာတ်ချက်အများစုဟာအရေးကြီးတဲ့ကိုရင်းအင်္ဂါတွေကိုထည့်တဲ့ဥတီပြီးတော့တုံးလို့စရာကောင်းလောက်အောင်တိကျမှုရှိရှိနဲ့ထိုးနှံထားတာဖြစ်ပါတယ်။နေအောင်စလုံးဟာနှလုံးကိုထိမှန်ပြီးတော့ဒေဇီနိုင်တဲ့ဒဏ်ရာတွေကြောင့်တေဆုံးခဲ့ကြရတာပါ။တေဆုံးချိန်ဟာဇန်နဝါရီလ16ရက်နေ့လို့သတ်မှတ်ခဲ့ပြီးတော့သူတို့ပျောက်ဆုံးသွားတဲ့အချိန်နဲ့ကွက်တီဒူညီးနေပါတယ်။တိုက်ခိုက်တဲ့ပုံစံဟာလက်ဆိုင်နဲ့နာကျင်မှုနဲ့ဘာမှတွေ့ဝင်မှုမရှိဘဲနဲ့ရှင်းလင်းတဲ့လူသက်လူစိတ်တစ်ခုတည်းကိုပြသနေတယ်ဗျာ။ဒါကရှိဇနီးမောင်ရဲ့ခန္ဓာကိုယ်ပေါ်ကဓာတ်တန်ရာတစ်ချက်ချင်းစီဟာသူတို့ဖြတ်တန်းခဲ့ရတဲ့ကြောက်မက်ဖွယ်နဲ့မျောလင့်ချက်မဲ့တဲ့အချိန်တွေကိုပြန်ပြောပြနေတယ်လို့ပါပဲ။ဒါပေမဲ့လည်းခြောက်ခြားစရာအကောင်းဆုံးမေးခွန်းတစ်ခုကတော့ကြံရှိနေတယ်ဗျာ။အဲ့ဒါကဘာလဲဆိုရင်တော့အေးစစ်စစ်နေထိုင်ပြီးလူချစ်လူခင်ပေါ်များတဲ့ဒီဇနီးမောင်နှံဟာဘာကြောင့်ဒီလိုရက်ဆက်တဲ့ရာဇဝတ်မှုရဲ့သားကောင်ဖြစ်ခဲ့ရတာလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်။လူသက်သမားကတကယ်တမ်းဘာကိုလိုချင်ခဲ့တာလဲ။ဒါကရှိဇနီးမောင်ရဲ့ရက်ဆက်လာတဲ့တည်ဆုံးမှုဟာအမှုတစ်ခုရဲ့သဘောတဘာဝကိုအခြေခံကြကြကိုပြောင်းလဲပြစ်လိုက်ပါတယ်။လှုပ်ဆန်းကျပြောင်းဆုံးမှုကနေအခုခါမှာတော့ကြီးလေးတဲ့လူသက်မှုအဖြစ်ကိုတရားဝင်ဖြစ်သွားခဲ့ပါပြီ။ဒီလိုနဲ့ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုအောက်ကိုပထမဆုံးရောက်ရှိတဲ့သူကတော့တခြားသူမဟုတ်ပါဘူး။သူတို့ရဲ့သားဖြစ်တယ်လို့လူပြောက်တိုင်ချက်ဖွင့်ခဲ့သူလည်းဖြစ်တယ်။ဒါကဟာရှိအီချီရိုပဲဖြစ်ပါတယ်။အဲ့လိုမျိုးစုံစမ်းမေးမြန်းမှုတွေနဲ့စစ်ဆေးမှုတွေလုပ်နေစဉ်အတွင်းမှာအိန္ဒိယချင်းတချို့ရဲ့ပြောပြချက်အရကတော့အီချီရိုဟာသူ့ဖခင်စီကနေဝေးအချင်းချင်းချေးခဲ့ဘူးပြီးတော့တားဖနှစ်ယောက်ဟာအပြင်းထန်စကားများရန်ဖြစ်တာတွေအထိကိုအကြိမ်ပေါင်းများစွာဖြစ်ခဲ့ကြဘူးတယ်လို့ဆိုပါတယ်။ပို့ပြီးတော့အနေရရှိတာကတော့ဒီအဖြစ်ဆုံးမဖြစ်ပွားခင်မကြသေးခင်အချိန်ကာလတစ်ခုကမှတားဖနှစ်ယောက်ဟာအမေရိကန်မှာအိမ်တလုံးကိုပူးတွဲဝယ်ခဲ့ကြပြီးတော့နိုရီဟီရိုကတော့ဝယ်ယူခအတွက်ဒေါ်လာ9သိန်းထည့်ဝင်ခဲ့တာဖြစ်ပါတယ်။တကယ်လို့ဒါကာရှိဇနီးမောင်နှံတေဆုံးသွားခဲ့ရင်ဒီပိုင်ဆိုင်မှုရဲ့အကျိုးခံစား권ဟာတဘာဝအတိုင်းအီဂျီရိုတယောက်တည်းစီကိုပဲရောက်ရှိသွားမှာဖြစ်ပါတယ်။ကနဦးမှာရဲတပ်ဖွဲ့ကအီဂျီရိုပိုင်ဆိုင်မှုတွေကိုသိမ်းပိုက်ဖို့သူ့မိဘတွေကိုတတ်ခဲ့ပြီးတဲ့နောက်သူရဲ့ရာဇဝတ်မှုကိုဖုံးကွယ်ဖို့ပျောက်ဆုံးနေကြောင်းဒါပေမဲ့လည်းဒီလိုကြီးလေးတဲ့ဆွဆွဲချက်တွေနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့အီဂျီရိုအလွန်အမင်းကိုမကြည်မနှက်ဖြစ်ခဲ့ပါတယ်။သူကဘယ်လိုအခြေအနေမျိုးမှာမှဒီလိုလူမဆန်တဲ့လုပ်ရမျိုးကိုမလုပ်နိုင်ပါဘူးလို့ပြက်ပြက်သားသားကိုတုံ့ပြန်ခဲ့ပါတယ်။နှုတ်ကနေညှင်းဆုံယုံနေမှာကပဲအီဂျီရိုရဲ့လုပ်ဖို့ကင်မဲ့အများအပြားကလည်းတက်တည်အဖြစ်အရှိကိုထွက်လာခဲ့ကြတယ်ဗျာ။ဇန်နဝါရီလ16ရက်နေ့မှာအီရှီရိုဟာမနက်ကလေးကအလုပ်စင်းချိန်တည်းကုမ္ပဏီမှာရှိနေခဲ့တယ်ဆိုတာကိုသူတို့ကရှင်းရှင်းလင်းလင်းအတည်ပြုပေးခဲ့ပါတယ်။သူတို့ကစီမီအိမ်ပြန်ရောက်တဲ့အချိန်ကနေရဲကိုဖုံးမဆက်ခင်ဒီအချိန်ဟာရာဇဝတ်မှုကျူးလွန်ဖို့အတွက်အလွန်တူတောင်းလွန်လာပါတယ်။ဒီကြကြမေးမြန်းစစ်ဆေးပြီးအတည်ပြုပြီးတဲ့နောက်မှာတော့ရဲတပ်ဖွဲ့ဟာသူ့ကိုအပြစ်မရှိကြောင်းတက်တည်ခိုင်လုံတဲ့အတွက်ဒီကိစ္စကနေဂွင်းလုံးကျော်လွှတ်ပေးလိုက်ပါတယ်။အဲဒီချိန်ကနေစပြီးအီရှီရိုကိုတန်တရားရှိသူစရင်ကနေတရားဝင်ဖယ်ရှားခဲ့တဲ့အတွက်ကြောင့်ရဲတွေဟာတခြားတဲလွန်စာတွေကိုရှာဖွေဖို့ဖြစ်လာပါတယ်။ပြန်လည်သုံးသပ်မှုအတွင်းမှာတော့ရဲတပ်ဖွဲ့ရဲ့အာရုံစိုက်မှုဟာ
အခုချိန်မှာမတ်တက်ထားတဲ့ဇနီးမောင်နှံဒါမှမဟုတ်ဆုံးတွဲစီကိုပဲရောက်ရှိသွားခဲ့ပါပြီကင်မရာမှတ်တမ်းတွေရကတော့ဇန်နဝါရီလ16ရက်မနက်ပိုင်းမှာအီချီရိုဟာအလုပ်သွားပြီးတော့မကြာခင်မှာတင်သူတို့ဟာတာကာဟာရှိအိမ်ပတ်ဝန်းကျင်မှာအမတ်တမဲ့ပေါ်လာခဲ့ပြီးအဲဒီနေရာမှာပဲနိုင်ပေါင်းများစွာကြောင်အချိန်ဆဲနေခဲ့ကညနေပိုင်းကျမှထွက်ခွာသွားခဲ့တာကိုပြသနေပါတယ်သူတို့ထွက်ခွာသွားတဲ့အချိန်မှာအဲ့ဒီအမျိုးသားကအပြာရောင်အိတ်တိတ်ကိုအနီးနားကအများသောအမိုက်ဘုံတွေကိုပြစ်ထည့်လိုက်ပြီးကင်မရာမှာမိသွားတဲ့အခါမှာတော့သူတို့ရဲ့အဖြစ်မှုတွေကိုပို့ပြီးတော့တန်တရားဖြစ်စရာကောင်းလာပါတယ်။အဲနောက်မှာတော့ရဲတပ်ဖွဲ့ဟာဒီမှုနဲ့ပတ်သက်ပြီးချက်ချင်းအရေးယူဆောင်ရွက်ခဲ့ပြီးတော့အမိုက်သိန်းကမလာခင်မှာပဲအမိုက်ဘုံကိုအမြန်ဆုံးတွားရောက်သိမ်းဆီးခဲ့ပါတယ်။ထင်းတဲ့အတိုင်းမှာပဲအိမ်ထဲမှာသွေးဆိုးနေတဲ့အဝေးစားအပိုင်းအစတချို့ကရှိနေခဲ့တယ်ဗျာ။ဒီပြည်စည်းကိုပြသတဲ့အခါမှာအီချီရိုဟာသူမိဘတွေရဲ့အဝေးစားတွေဖြစ်မှန်းချက်ချင်းမှတ်မိသွားတာကြောင့်မြင့်တက်သွားခဲ့ရပါတယ်။ဈေးပညာရလက်တွေရကတော့အဝေးစားပေါ်ကသွေးတွေဟာနိုရီဟီရိုနဲ့ကီမီတိုတို့ရဲ့ DNA နဲ့ကိုက်ညီနေကြောင်းကိုချက်ချင်းအတည်ပြုနိုင်ခဲ့ပါတယ်။ဒီတွေ့ရှိချက်တွေဟာစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုလုံးကိုစိတ်လှုပ်ရှားသွားစေတယ်ဗျာ။ဒီလိုဝက်ဆန်းကျင်တဲ့စုံတွဲဟာအဖြစ်ဆိုးကိုကျူးလွန်ခဲ့သူတွေဖြစ်နိုင်ခြင်းအလွန်များပြီးတော့အလင်းစားလိုစွန့်ပစ်ခဲ့တဲ့အိမ်ဟာအမှုကိုအဆင့်တစ်တစ်ခုစီကိုရွှေ့ပြောင်းပေးလိုက်တဲ့အရေးအကြီးဆုံးသက်သေဖြစ်တယ်ဆိုတာကိုသူတို့သဘောပေါက်သွားခဲ့ကြပါတယ်။အဲနောက်ပိုင်းမှာတော့ရဲတပ်ဖွဲ့ကလုံခြုံရေးကင်မရာတွေကနေတဆင့်ချီယာခံပြီးတော့တန်တရားရှိတဲ့ဒီစုံတွဲရဲ့လှုပ်ရှားမှုတွေကိုဆက်လက်ချီယာခံနိုင်ခဲ့ပါတယ်။တကားရှိအနီးနားမှာမပေါ်လာခင်မှာသူတို့ဟာအနီးနားကစူပါမားကတ်တစ်ခုမှာမိဖို့ကြောင့်သုံးဓာတ်နဲ့ငင်နဲ့အပြာရောင်ပလတ်စတစ်အိတ်တွေကိုဝယ်ယူခဲ့တာကိုမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။သူတို့နှစ်ယောက်စလုံးဟာသူတို့ရဲ့မျက်နှာတွေကိုတမင်တကာဖုံးကွယ်ဖို့အတွက်မတ်တွေကိုဝစ်ဆင်ထားခဲ့ကြပြီမဲ့ဗီဒီယိုမှတ်တမ်းတွေကိုအီချီရိုစီကိုပြသခဲ့ပြီးခွဲခြားခိုင်းတဲ့အခါမှာတော့သူကချက်ချင်းပဲမှင့်တက်သွားခဲ့ရပါတယ်။လုံးဝလွဲချော်မရှိတာကတော့ဗီဒီယိုတွေကအမျိုးသမီးဟာသူ့ရဲ့ချစ်သူဟောင်းဖိလစ်ပိုင်သူမိုရာလက်ဖြစ်နေလို့ပါပဲ။ဒီဆက်ဆံရေးဟာ2020ပြည့်နှစ်ဒီဇင်ဘာလမှာစတင်ခဲ့ကြတာဗျာ။အဲဒီချိန်တုန်းကတော့မိုရာလက်စာအသက်29ရှိနေပြီဖြစ်ပြီးတော့ဆိုင်တာမခရိုင်ကစိတ်ယုံတစ်ခုမှာတူနာပြုတ်အကူအဖြစ်အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။သူတို့တွဲနေစဉ်တစ်ချောင်းလုံးမှာလည်းသူမဟာအီချီရိုစီကနေငွေအချင်းချင်းချေးခဲ့ဘူးပြီးတော့သူကလည်းအချင်းမျက်စိကန်းကဘယ်တော့မှညှင်းဆန်ခဲ့ခြင်းမရှိပါဘူး။သူတို့ရဲ့တန်ရောစင်ဟာတပြေးပြေးနဲ့နှိုင်းလာပြီးလက်ထပ်ဖို့ဒီကိုစဉ်းစားခဲ့ကြတယ်ဗျ။အဲဒီချိန်မှာပဲအီချီရိုကမိုရာလက်ကိုသူမိဘတွေနဲ့တွေ့ဆုံပေးဖို့အတွက်အိမ်ကိုခေါ်လာခဲ့ပါတယ်။ပထမဆုံးတွေ့ဆုံမှုကတော့ဒါကာဟာရှိဇနီးမောင်နှံဟာအလုံးမဲ့သဘောကျကြပုံရပါတယ်။မိုရာလက်ဟာလှပပြီးရင်ကြီးပြူငါကဂျပန်ဘာသာစကားကိုလည်းကျွမ်းကျွမ်းကျင်ကျင်ပြောဆိုနိုင်တာကြောင့်အလောကောင်းမှုနဲ့ပထမဆုံးထင်ကြီးမှုကိုဖန်ဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့မကြာခင်မှာပဲဒီမိန်းကလေးဟာအီချီရိုကိုရန်6သိန်းအမေရိကန်ဒေါ်လာ4000ခန့်ထိအကျွေးတင်နေတယ်ဆိုတာကိုပါသိလိုက်ရတဲ့အခါမှာတော့သူတို့ရဲ့သဘောထားတွေဟာလုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်။ဝမ်းသာရာကနေဒေါသထွက်သွားပြီးတော့နေရာစလုံးကဒီဆက်ဆံရေးကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြတယ်ဗျာ။ကီမီကတော့မိုရာလက်ကိုငွေပြန်ရဖို့နဲ့အီချီရိုနဲ့ချက်ချင်းလမ်းခွဲဖို့အထိကိုတောင်းဆိုဖို့တွေ့ဝေမနေခဲ့ပါဘူး။မိဘတွေရဲ့ပြင်းထန်တဲ့ကန့်ကွက်မှုကိုရင်ဆိုင်ရတဲ့အခါမှာတော့အီချီရိုကနောက်ဆုံးမှာတော့သူတို့ရဲ့အကြံဉာဏ်ကိုနားထောင်နိုင်ခဲ့ပါတယ်။သူမဟာမိုရာလက်နဲ့အဆက်အသွယ်ဖြတ်လိုက်ပြီးတော့အကျွေးပြန်တောင်းမဲ့နီးလန်းတွေကိုစုံစမ်းဖို့ရဲစခန်းအထိတောင်မှပါသွားခဲ့ပါတယ်။ဒါပေမဲ့စမ်းကြတာကတော့အချိန်တန်ကြာတိတ်ဆိတ်နေပြီးတဲ့နောက်မှာတော့ဇန်နဝါရီလ16ရက်မွန်းတဲ့ချိန်မှာမိုရာလက်ဟာအီချီရိုစီကိုတိုးတုတ်နဲ့ခြောက်ချားစရာကောင်းတယ်ချင်းကိုချစ်တယ်ဆိုတဲ့စာသားနဲ့မက်ဆေ့တစ်ခုကိုရုတ်တရက်ပို့လာခဲ့ပါတယ်။ဒါနဲ့မကဘဲနဲ့သူမဟာပြန်လည်တင်မြတ်ဖို့အသေးအတန်မျှော်လင့်ချက်နဲ့လည်းဖုံးခေါ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့အီချီရိုဟာခဏတာဝေခွင့်မရဖြစ်သွားခဲ့ပြီမဲ့အချိန်တော်ကြောင်ဖန်တီးထားခဲ့တဲ့အကွာဝေးကြောင်သူမရဲ့တောင်းဆိုမှုကိုပြက်ပြက်သားသားနဲ့ကိုငြင်းဆိုခဲ့ပါတယ်။အဲဒီညနေ9:00နာရီကျော်မှာအီချီရိုဟာပုံမှန်မဟုတ်တဲ့အရာတစ်ခုကိုစတင်ခန်းစားလာရပြီးတော့မိုရာလက်စီကိုဖုန်းခေါ်ခဲ့ပေမဲ့လည်းသူမကတော့ဖုန်းကိုမကင်ခဲ့ဘူးဗျ။သူမအလုပ်မှာရှိနေသေးလားလို့မေးပြီးတော့မက်ဆေ့တွေလည်းပို့ခဲ့ပါတယ်။အဲဒီနောက်ပိုင်းနိုင်ဝက်လောက်ကြာတဲ့အခါမှာတော့မိုရာလက်ကစလုံး၄လုံးနဲ့စာပြန်ပို့ပါတယ်။အဲဒီစာကတော့အခုတော့ပြီးသွားပါပြီတဲ့။ပထမတစ်ချက်ကြည့်လိုက်ရင်အန်ဒီရမရှိဘူးလို့ထင်ရတဲ့မက်ဆေ့ဟာအခုပြန်ကြည့်မိတဲ့အခါမှာတော့မကြာခင်မှာကြောက်ရောက်တော့မယ်အဖြစ်ဆိုးကြီးရဲ့သတိပေးချက်တစ်ခုကိုပိုပြီးမကောင်းဆိုးဝါးဆန်တဲ့အဓိပ္ပာယ်တွေရှိနေခဲ့တယ်ဆိုတာကိုဖော်ပြနေပါတယ်။မိုရာလက်ဟာ2019ခုနှစ်မှာဖျော်ဖြေရေးဗီဇာနဲ့ဂျပန်နိုင်ငံကိုဝင်ရောက်လာခဲ့တာဖြစ်ပြီးတော့အဲ့ဒီအချိန်တည်းကအဲ့ဒီမှာတယောက်တည်းနေထိုင်ခဲ့တာဖြစ်ပါတယ်။အီချီရိုနဲ့တွဲနေစဉ်အတွင်းမှာလည်းသူမဟာဒါကာဟာရှိအိမ်ကိုမကြာခဏလာလေတက်ပြီးတော့တောင်းစီအောင်တည်ုံနဲ့မကပဲတကားဝင်ကုတ်တွေကိုပါတိတဲ့အထီကိုကျွမ်းကျင်နေတဲ့သူဖြစ်ပါတယ်။ပြီးတော့သူမငားရန်ထားတဲ့တိုက်ခန်းဟာဒါကာရှိအိမ်ကနေပေ1440ခန့်သာကွာဝေးပြီးတော့
လမ်းလျှောက်ရင်မိနစ်အနည်းငယ်လောက်ပဲကြာမြင့်မှာဖြစ်ပါတယ်။ဒါပေမဲ့ရဲတပ်ဖွဲ့ကသူမရဲ့နေအိမ်စီကိုခြေရာခံပြီးလိုက်သွားတဲ့အခါမှာတော့အခန်းကလုံးဝဗလာဖြစ်နေပါပြီ။သူမရဲ့ဗန်အချက်လက်တွေပေါ်ကိုအခြေခံပြီးသူတို့ရှာဖွေကြည့်တဲ့အခါမှာလည်းလူသတ်မှုဖြစ်ပွားခဲ့တဲ့ဇန်နဝါရီလ16ရက်ညမှာတဲ့မိုရာလက်ဟာဒါကာရှိအိမ်ရဲ့နီးကဟိုတယ်တစ်ခုမှာတဲခုနေခဲ့တာဖြစ်တယ်ဗျ။နောက်ဆုံးမှာတော့သူမဟာတိုဂျိုကနေအလင်းအမြန်ထွက်ခွာသွားခဲ့ပြီးတော့ဟော်ကိုင်းတို့ကတဲခုခန်းလေးတစ်ခုစီကိုထွက်ပြေးတင်းရှောင်သွားခဲ့ပါတယ်။ဇန်နဝါရီလ19ရက်နေ့ကိုရောက်တဲ့အခါမှာတော့ဂျပန်များစွာကိုချီယာခံခဲ့ပြီးအပြင်းထန်စစ်ဆေးပြီးတဲ့နောက်ရဲတပ်ဖွဲ့ဟာဟော်ကိုင်းတို့ကတဲခုခန်းလေးတစ်ခုမှာမိုရာလက်ကိုနောက်ဆုံးမှာဖမ်းဆီးနိုင်ခဲ့ပါတယ်။တရားဥပဒေစိုးမိုးရေးအဖွဲ့ကရုတ်တရက်ပေါ်လာတဲ့အခါမှာတော့သူမရဲ့မျက်နှာမှာခဏတာထိတ်လန့်သွားတာကိုတွေ့လိုက်ရပေမဲ့အဲ့နောက်ခဏကြာတဲ့အခါမှာတော့တီတီငင်ငင်ပုံစံကိုပဲပြန်မြင်လိုက်ရတယ်ဗျ။အဲ့နောက်ပိုင်းစစ်စစ်မေးမြန်းတဲ့အခါမှာလည်းမိုရာလက်ဟာဒါကာရှိဇနီးမောင်နှံကိုတတ်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေကိုပြက်ပြက်သားသားနဲ့ကိုညှင်းဆိုခဲ့ပါတယ်။ဇန်နဝါရီလ16ရက်နေ့မှာသူမဟာဒါကာရှိအိမ်အနီးမှာပေါ်လာခဲ့တာမှန်ပေမဲ့အဲ့ဒါကတငယ်ချင်းတယောက်အတွက်အိမ်ရှာပေးဖို့ကူညီပေးနေတာဖြစ်ပြီးပြတ်သွားရုံတတ်တာဖြစ်ခါဝင်တယ်ဖို့ရည်ရွယ်ချက်မရှိပါဘူးလို့သူမကအခိုင်အမာရဲတွေကိုပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းလက်ရှိချိန်မှာမိုရာလက်ဟာရဲတွေရဲ့အောက်မှာရှိနေပေမဲ့အသေးသေးချက်လက်တွေအရကတော့ဒီကိစ္စတွေအားလုံးဟာသူမတယောက်တည်းလုပ်တာမဖြစ်နိုင်ဘူးဆိုတာကိုလည်းပြသနေပါတယ်။ဒါဆိုရင် CCTV မှာပေါ်လာတဲ့အမျိုးသားကဘယ်သူလဲဗျ။သူနဲ့မိုရာလက်ရဲ့တကယ်ဆက်ဆံရေးကရောဘာလဲ။စုံစမ်းစစ်ဆေးမှုတွေဆက်လက်နှက်ဆိုင်လာတာနဲ့အမျှအမှုတွဲထဲမှာနာမည်အသစ်တစ်ခုကလည်းရှင်းရှင်းလင်းလင်းနဲ့ကိုပေါ်ထွက်လာခဲ့ပါတယ်။အဲ့ဒါကတော့ဒီလာခရုဆိုတဲ့ဖိလစ်ပိုင်အမျိုးသားတဦးပဲဖြစ်ပါတယ်။လောဝဲသတင်းအရင်းမြစ်တွေကဒီလာခရုဟာမိုရာလက်နဲ့အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်။ပိုပြီးတော့တန်တရားဖြစ်စရာကောင်းတာကတော့ဒါကာရှိအိမ်မှာအဖြစ်ဆိုးဖြစ်ပွားပြီးတရက်အကြာမှာဇန်နဝါရီလ18ရက်နေ့မှာတော့ဒီလာခရုဟာလက်ဒဏ်ရာတစ်ခုကိုကုသဖို့အတွက်စစ်ရုံတစ်ခုမှာပေါ်လာခဲ့ပါတယ်။ဒီအချက်ဟာရဲတပ်ဖွဲ့ကိုချက်ချင်းတတိကြီးကြီးထားပြီးတော့စောင့်ကြည့်စေခဲ့ပါတယ်။မကြာခင်မှာပဲသူတို့ဟာဒီတုံလို့ဆရာကောင်းတဲ့အမှုမှာဒီလာခရုရဲ့အခန်းကဏ္ဍကိုရှင်းလင်းဖို့အတွက်ဗတ်စုံစုံစမ်းစစ်ဆေးမှုတစ်ခုကိုအလင်းမြန်ပဲစတင်ခဲ့ကြတယ်ဗျ။အဲဒီနောက်ပိုင်းဇန်နဝါရီလ19ရက်နေ့ကိုရောက်တဲ့အခါမှာတော့ဒီလာခရုဟာစစ်ရုံကလေးပေါ်မှာလဲလျောင်းနေတဲ့သူ့ရဲ့ဆက်ဖီဓာတ်ပုံတစ်ပုံကိုတငယ်ချင်းတယောက်စီကိုပို့ပေးခဲ့ပါတယ်။ဒီဓာတ်ပုံဟာရဲတပ်ဖွဲ့အတွက်တော့သူ့ကိုခြေရာခံဖို့အရေးကြီးဆုံးတဲတော်သားတစ်ခုဖြစ်လာခဲ့ပါတယ်။ဓာတ်ပုံထဲမှာသူဟာဖြော့တော့နေပြီးတော့သူ့လက်ကိုပတ်တီးအထူကြီးပတ်ထားကသူ့မျက်လုံးတွေမှာစိုးရင်စစ်အရိပ်ရောင်တွေကိုလည်းတွေ့နေရတယ်ဗျ။ဓာတ်ပုံခွဲခြမ်းစိတ်ပြမှုနဲ့သူ့ရဲ့လှုပ်ရှားမှုတွေကိုခြေရာခံခြင်းအပြင်ရဲတပ်ဖွဲ့ဟာနောက်ဆုံးမှာတော့သူပုံအောင်နေတဲ့နေရာကိုအတိအကျသတ်မှတ်နိုင်ခဲ့ပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ရဲ့အကြောင်းကိုနည်းနည်းလေးပြောရရင်ဒီအသက်34နှစ်အရွယ်ဒီလာခရုစ်နဲ့မိုရာလက်တို့ဟာဇာတိမြေတစ်ခုတည်းကငယ်တငယ်ချင်းတွေဖြစ်ကြပါတယ်။ဘူလာတန်းကနေအထက်တန်းထိသူတို့ဟာအမြဲတမ်းအတန်းပေါ်တွေဖြစ်ခဲ့ကြပြီးတော့နှစ်ပေါင်းများစွာကြာအောင်ခိုင်မာတဲ့တန်ရောစင်ကိုထိမ့်သိမ်းထားနိုင်ခဲ့တာကြောင့်လက်ရှိတဲ့တငယ်ချင်းတန်ရောစင်ကိုဖြစ်ထွန်းစေခဲ့ပါတယ်။ကြီးမလာပြီးတဲ့နောက်ဘဝလမ်းကြောင်းကဒီလာခရုစ်ကိုဂျပန်နိုင်ငံစီကိုခေါ်ဆောင်လာခဲ့ပါတယ်။2018ခုနှစ်ကနေ2021ခုနှစ်ထိသူကဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာနေပညာသင်တန်းသားအဖြစ်နဲ့လုပ်ကိုင်ခဲ့ပါတယ်။သူ့ရဲ့အလုပ်သက်တမ်းကုန်ဆုံးသွားတဲ့အခါမှာတော့ဖိလစ်ပိုင်ကိုပြန်သွားခဲ့ရပေမဲ့လည်းမကြာခင်မှာပဲပြန်လည်ဝင်ရောက်ခွင့်ကိုလျှောက်ထားခဲ့ပါတယ်။အဲဒီနောက်ပိုင်း2023ခုနှစ်ဇွန်လလကိုရောက်တဲ့အခါမှာတော့သူကဂျပန်နိုင်ငံကိုအောင်မြင်စွာနဲ့ပြန်လည်ရောက်ရှိလာခဲ့ပြီးအိုင်ဘာရာဂီခရိုင်ဆူဆူရာမြို့မှာနေထိုင်ကသင်တန်းသားအဖြစ်ဆက်လက်လုပ်ကိုင်ခဲ့တယ်ဗျ။ဒီချိန်တွင်းမှာပဲမိုရာလက်ဟာမကြာခဏလာလေတက်ပြီးတော့ဒီလာခရစ်နဲ့သူ့ရဲ့ရီးစားဖြစ်သူတို့နဲ့အတူအပြင်ကိုသွားလေရှိပါတယ်။ဒီလိုရင်းနှီးမှုကပဲသူတို့နှစ်ယောက်ကိုခွဲမရတဲ့အထိကိုတွဲဖက်ပြီးခဲ့တာဖြစ်တယ်ဗျ။အဲနောက်ပိုင်းမူကင်းစေးပညာတတ်တွေကနေတဆင့်အမှန်တရားတချို့ကိုဖော်ထုတ်ပေးခဲ့ပါတယ်။ဒါကာရှိအိမ်ကနေသိမ်းဆည်းရမိတဲ့ဓာတ်ပုံမှာဒါကာရှိဇနီးမောင်နှံရဲ့သွေးချီရာတွေအပြင် DNA ဆေးစစ်ချက်တွေကမိုရာလက်ရဲ့ DNA တွေကိုလည်းအတည်ပြုနိုင်ခဲ့ပါတယ်။နောက်တစ်ချက်ပိုပြီးသိတာကတော့အိမ်ရဲ့အဝင်ဝကျမ်းမြေပေါ်မှာကြံခဲ့တဲ့သွေးကွက်တွေဟာဒီလာခရစ်ရဲ့သွေးကွက်တွေဖြစ်ပါတယ်။အဲဒီဗီဒီယိုမှတ်တမ်းထဲမှာသူကဂျာကင်အင်ဂျီနဲ့မတ်ကိုဝစ်ဆင်ထားပြီးတော့သူ့လက်ကိုဘတ်တီအထူကြီးနဲ့တင်းကျပ်စွာပတ်ထားကကွန်မြူနီရဲ့စတိုးတစ်ခုတည်းကိုဝင်သွားပြီးတော့ဘီယာ3ဘူးကိုဝယ်ယူခဲ့တာကိုလည်းတွေ့ရပါတယ်။
ဒီပုံရိပ်ဟာခြောက်ချားစရာကောင်းရုံနဲ့မကပဲရှင်းလင်းတဲ့သက်သေလည်းဖြစ်နေတာကြောင့်ဒီလာခရုအနေနဲ့ကတော့ဒီတုံလို့ဆရာအဖြစ်ဆိုးနဲ့ပတ်သက်မှုကိုငြင်းဆန်ဖို့ပို့ပြီးတော့ခက်ခဲသွားစေခဲ့ပါတယ်ဒီလိုနဲ့ဇန်နဝါရီလ22ရက်နေ့ကိုရောက်တဲ့အခါမှာတော့ရဲတပ်ဖွဲ့ဟာစူစူရာရဲ့ဒေသမှာဖမ်းဆီးရေးလုပ်ငန်းစဉ်တစ်ခုကိုစတင်ခဲ့ပါတယ်ရင်ဆိုင်ရတဲ့အခါမှာတော့သူကမကြခင်မှာပဲဖီအားတံကိုမခံနိုင်ဘူးဖြစ်လာပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ဒီလာခရုဟာအမှုမှာပါဝင်ပတ်သက်ခဲ့ကြောင်းကိုဝန်ခံခဲ့ပြီးမိုရာလက်စ်ကရာသွင်းမှုကိုအတူတူကျူးလွန်ဖို့သူ့ကိုငွေပေးမယ်လို့ကတိပြုပြီးတော့သွေးဆောင်ခဲ့တာဖြစ်ကြောင်းကိုဖော်ထုတ်ခဲ့ပါတယ်ဒီဝန်ခံချက်ကအဖြစ်ဆိုးရဲ့နောက်ွယ်ကအမှန်တရားတစ်ခုလုံးကိုတဖြည်းဖြည်းချင်းဖော်ထုတ်ပေးခဲ့ပါတယ်လူသတ်မှုမဖြစ်ပွားခင်ရန်နေငယ်လူမာရင်မိုရာလက်စ်ဟာဒါကာရှိဇနီးမောင်နှံရဲ့နေစဉ်လူနေမှုပုံစံတွေကိုတိတ်တဆိတ်နဲ့စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်သူမကင်းထောက်ဖို့အတွက်သုံးတဲ့အိမ်ထဲကိုတိတ်တဆိတ်အချင်းချင်းဝင်ရောက်ခဲ့ပြီးတော့တောင်းစီအောင်ကိုရင်းနှီးကျွမ်းဝင်အောင်လေ့လာထားတာဗျအသေးသေးချက်လက်အားလုံးဟာအစီအစဉ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာတဲ့အခါမှာတော့မိုရာလက်စ်ဟာသူမရဲ့ငယ်တငယ်ချင်းဒီလာခရုစ်ကိုပါဝင်ဖို့ချက်ချင်းဖိတ်ခေါ်ခဲ့ပါတယ်ဇန်နဝါရီလ16ရက်မိုးလွယ်ပိုင်းကိုရောက်တဲ့အခါမှာတော့ဒါကာရှိမိသားစုအားလုံးဟာထွက်ခွာသွားတာကိုတေးချောင်းလုပ်ပြီးတဲ့နောက်သူတို့နှစ်ယောက်စလုံးဟာမိုရာလက်စ်ကအရင်ကတည်းကတီထားတဲ့အိမ်တကားကိုဖွင့်လို့ရတဲ့ကုတ်တွေကိုအသုံးပြုပြီးတော့အိမ်ထဲကိုတိတ်တဆိတ်နဲ့ဝင်ရောက်ခဲ့ကြပါတယ်။သူတို့ကကြိုတင်ပြင်ဆင်ထားတဲ့ဓာတ်တွေနဲ့ပလတ်စတစ်အိတ်တွေကိုယူဆောင်လာခဲ့ကြပြီးဒါကာရှိဇနီးမောင်နဲ့ပြန်လာမယ့်အချိန်ကိုစောင့်ရင်းနဲ့အမောင်ထဲမှာနာရီပေါင်းများစွာကြာအောင်ပုံအောင်နေခဲ့ပါတယ်။ဆောင်းဆိုင်နေစဉ်အတွင်းမှာမိုရာလက်စ်ဟာအီချီရိုဂျီကိုဖုန်းခေါ်ဆိုခဲ့ပြီးတော့နောက်ဆုံးမျှော်လင့်ချက်မဲ့တဲ့လက္ခဏာတစ်ခုကိုပြန်လည်သင့်မြတ်ဖို့တောင်းပန်တဲ့ message တွေကိုလည်းပို့ခဲ့ပါတယ်။ဒါပေမဲ့လည်းသူမရဲ့တောင်းဆိုမှုကိုပြက်ပြက်သားသားညှိခံလိုက်ရတဲ့အခါမှာတော့သူမရဲ့ရင်ထဲကနောက်ဆုံးမျှော်လင့်ချက်ရောင်ကြီးလေးဟာလုံးဝကိုပြိုလဲပျက်စီးသွားခဲ့ရပါတယ်။အဲဒီနောက်ပိုင်းမှာတော့နိုရီဟီရိုဟာသူ့အိမ်တကားဝါကိုဝင်လိုက်တဲ့အခါမှာတော့ချက်ချင်းပဲတိုက်ခိုက်ခံခဲ့ရပါတယ်။အကွက်ကြကြစောင့်နေတဲ့ထက်မြက်ပြီးအေးဆက်တဲ့ဓာတ်ချက်တွေဟာအိမ်အဝင်ဝမှာတဲ့သူ့ရဲ့ခန္ဓာကိုယ်ထဲကိုအကြိမ်ကြိမ်အထက်ထက်ထိုးနှံခံခဲ့ရတာကြောင့်သူဟာအဲ့ဒီနေရာမှာပဲလဲကျသွားခဲ့ရပါတယ်။အဲနောက်ပိုင်းသိမကြခင်မှာတော့ကီမီကိုယ်တိုင်လည်းပြန်ရောက်လာခဲ့ပြီးတော့ဒီအဖြစ်ဆိုးကြီးကိုနောက်ထပ်တစ်ယောက်ကကြုံလိုက်ရပြန်ပါတယ်။တရားကြကောင်းလာတဲ့ဒီအမျိုးသမီးဟာရဲဆက်လာတဲ့ဓာတ်တိုက်ခိုက်မှုတွေအောက်မှာတားကောင်ချက်ချင်းဖြစ်သွားခဲ့ရတယ်ဗျ။ကြာဆွေးမှုကိုအဆုံးသတ်ပြီးတဲ့နောက်မှာတော့မိုရာလက်စ်နဲ့ဒီလာခရုစ်တို့ဟာအလောင်းတွေကိုဝှက်ဖို့အတွက်အလင်းမြန်စတင်ခဲ့ကြပြီးတပ်တီအားလုံးကိုဖျက်ဆီးဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့လည်းကမန်းကရန်ကတန်းကရန်နဲ့တတ်ခဲ့တာကြောင့်အခန်းအနက်မှာသွေးကွက်တွေကပြန်ကျင်းနေခဲ့ပြီးသူတို့တန်ရှင်းရေးလုပ်ဖို့ဆိုတဲ့အချိန်ကလည်းမရတော့တာကြောင့်သူတို့ရနိုင်လောက်တဲ့ခြေရာတွေကိုပဲသူတို့ဟာဖျက်ပစ်ခဲ့ပြီးတော့ဒီအိမ်ထဲကနေအမြန်ထွက်ပြေးသွားခဲ့ကြပါတယ်။ဒီနေရာမှာတခုပြောစရာရှိတာကသူမဟာဘာဖြစ်လို့သူ့ချစ်သူဟောင်းရဲ့မိဘတွေကိုပါတိုက်ရလောက်တဲ့အထိယူမိုက်သွားရတာလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ဒီသွေးနဲ့ကျူးလွန်တဲ့လောက်ရဲ့နောက်ွယ်မှာတခြားလှုပ်ဝက်ချက်တစ်ခုကိုရှိမနေနိုင်ဘူးလားလို့လည်းမေးကြရှိပါတယ်။ဒီတော့ကျွန်တော်တို့တွေလူသတ်မှုဖြစ်ရခြင်းရဲ့အကြောင်းရင်းဖြစ်တဲ့နောက်ွယ်ကတကယ့်တွန်းအားကိုနားလည်ဖို့ဆိုရင်လှပပြီးအားကိုးရမဲ့တဲ့ပုံစံအန္တရာယ်မရှိတဲ့ပုံစံမျိုးပေါ်နေပေမဲ့သူမရဲ့ဘဝဟာသူမရဲ့ရုပ်အသွင်အပြင်ထက်ပိုပြီးရှုပ်ထွေးပွေလီလာတဲ့မိုရာလက်စ်ရဲ့အကြောင်းကိုသူမဂျပန်နိုင်ငံကိုပထမဆုံးခြေချစဉ်တုန်းကမိုရာလက်စ်ဟာအာဆာကူဆာကဖိလစ်ပိုင်လူမျိုးပိုင်ဆိုင်တဲ့ဘားတစ်ခုမှာအလုပ်လုပ်ခဲ့ရပါတယ်။သူမရဲ့ထင်ရှားတဲ့ရုပ်ရည်ဆွဲဆောင်မှုရှိတဲ့ဇယိုက်နဲ့ဂျပန်ဘာသာစကားကိုကြမ်းကျင်စွာပြောဆိုနိုင်မှုတို့ကြောင့်သူမဖောက်တယ်တွေအာရုံစိုက်မှုဗဟုချက်ချင်းဖြစ်လာခဲ့တယ်ဗျ။ဒါပေမဲ့ဂျပန်အစိုးရကတရားမဝင်နိုင်ငံခြားသားအလုပ်သမားတွေကိုတားဆီးဖို့အတွက်ဖြောပြရေးဗီဇာစီမံခန့်ခွဲမှုကိုတင်းကျပ်လိုက်တဲ့အခါမှာတော့အထူးသဖြင့်ဘားရီနဲ့ညကလပ်လုပ်ငန်းတွေကိုပြစ်မှတ်ထားလာတဲ့အခါမှာမိုရာလက်စ်ရဲ့စီးပွားရေးလမ်းကြောင်းကလည်းရုတ်တရက်လမ်းဆုံသွားခဲ့ရပါတယ်။ဒီကောင်မှတော့သူမဟာဒီနိုင်ငံမှာရင်းရှိနေနိုင်ဖို့အတွက်ဖိလစ်ပိုင်ဘားပိုင်ရှင်ရဲ့သားဖြစ်သူမှာရည်စားရှိနေမှတိလျက်နဲ့လက်ထပ်ပွဲအတူတစ်ခုကိုလုပ်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။အဲဒီအချိန်ကနေစပြီးသူမဟာဂျပန်နိုင်ငံမှာယုံကြည်မှုအပြည့်နဲ့ဆက်ရှိနေခဲ့ပြီးတော့ဘာရီရဲ့ခန္ဓာထေဝါတဲ့လောကထဲမှာလွတ်လပ်လှုပ်ရှားခဲ့ကလူကြိုက်များတဲ့နာမည်တစ်ခုကလည်းချက်ချင်းဖြစ်လာခဲ့ပါတယ်။အဲဒီတုန်းကသူမမှာကာမင်စကားလို့အမည်ရတဲ့အသက်60ကျော်အမျိုးသားကြီးတဦးရှိခဲ့ပြီးတော့သူကမိုရာလက်စ်ကိုအယူအမှုဖြစ်ခဲ့ကသူမကိုနံပါတ်1အားပေးတဲ့သူဖြစ်လာပါတယ်။ကာမင်စကားဟာဝေကိုရရရွနဲ့သုံးဆွဲခဲ့ပါတယ်။သူမပျော်ရွှင်စေဖို့အတွက်ဆိုရင်သူဟာတညာထဲမှာရန်တန်း20အထိကိုသုံးခဲ့ဘူးပြီးတော့စုစုပေါင်းအနေနဲ့ရန်တန်း100နီးပါးထိအမေရိကန်ဒေါ်လာ6,900,000ခန့်အထိကို
မိုရာလက်စ်အတွက်သုံးဆွဲခဲ့တာဖြစ်ပြီးတော့သူမကိုဘားရဲ့ထိတ်တန်းကျယ်ပွင့်တစ်ခုဖြစ်လာအောင်မြင့်တင်ပေးခဲ့ပါတယ်ဒီတော့မိုရာလက်စ်လည်းသူနဲ့အတူဇိမ်ခံဘဝကိုဖျက်ဆီးခဲ့ပြီးအစစ်မြင့်စားတောက်ဆိုင်တွေမှာခဏခဏစားတောက်ကတန်မိုးကြီးဇိမ်ခံပစ္စည်းအမျိုးမျိုးကိုဝယ်ယူပြီးတော့ဘဝကိုပေါ့ပေါ့ပါပါနဲ့ငွေကိုရေလိုသုံးခဲ့ပါတယ်ဒီလိုနဲ့တနေ့မှာတော့မိုရာလက်စ်ရဲ့ရွှေရောင်နေရက်တွေဟာအကြာကြီးမခံခဲ့ပါဘူးသူမအပေါ်အယူမှုဖြစ်ခဲ့ပြီးရရရောသုံးဆွဲခဲ့တဲ့ချမ်းသာတဲ့အားပေးတဲ့သူကာမင်စကာဟာလူမှုကွန်ရက်ကိုကြည့်နေရင်းနဲ့မိုရာလက်စ်ရဲ့မင်္ဂလာဆောင်အတုဓာတ်ပုံကိုမတော်တဆမြင်သွားခဲ့ပါတယ်ဒီကောင်ကတော့သူ့စိတ်ထဲမှာလှည့်စားခံလိုက်ရတယ်ဆိုတဲ့ခံစားချက်ကသူ့ကိုဒေါသအကြီးကြီးထွက်သွားစေပြီးတော့သူမကိုတဲ့တဲ့ရင်ဆိုင်ပြီးတော့မေးမြန်းခဲ့တယ်ဗျဒီကောင်ကတော့မိုရာလက်စ်ကလည်းဒီရအားလုံးဟာသူမရဲ့ဗီဇာကိုတရားဝင်ဖြစ်စေဖို့အတွက်သာဖြစ်ပါတယ်ဆိုပြီးတော့ရှင်းပြဖို့ကြိုးစားခဲ့ပါတယ်အဲ့လိုမျိုးရှင်းပြဖို့ကြိုးစားခဲ့ပေမဲ့လည်းဒီစင်ကြီးတွေအားလုံးဟာသူ့ရဲ့ဘဝကိုကယ်တင်မပေးနိုင်တော့ပါဘူးအဲ့ဒီချိန်ကနေစပြီးတော့ကာမင်စကာဟာဘားကိုလုံးဝရောက်မလာတော့ဘူးဗျဒါပေမဲ့လည်းဒီနေရာမှာတကယ့်အမှန်တရားတစ်ခုကတော့သူဟာသူ့စိတ်ထဲမှာခံစားနေရတဲ့စိတ်ဒဏ်ရာကြောင့်လှည့်ထွက်သွားတာမျိုးမဟုတ်ဘဲနဲ့ဂျပန်နိုင်ငံရဲ့ဥပဒေအရပြဿနာတက်နေတာကြောင့်လှည့်ထွက်သွားခဲ့တာဖြစ်ပါတယ်တကယ်တော့ကာမင်စကာဟာဂျပန်နိုင်ငံမှာယန်း 9.5 ဘီလီယံတန်ဖိုးရှိတဲ့အင်ဂျင်မြေလိမ်လည်မှုအရှုပ်တော်ပုံကြီးရဲ့နောက်ွယ်ကအကြီးစားခေါင်းဆောင်တစ်ယောက်ဖြစ်နေတာပါမိုရာလက်စ်ကိုပြုစုယူရဖို့သူသုံးခဲ့တဲ့ငွေအားလုံးဟာတရားမဝင်ရန်ပုံငွေတွေဖြစ်ပါတယ်။ကာမင်စကာဖန်စီခံလိုက်ရတဲ့အခါမှာတော့မိုရာလက်စ်ရဲ့ဝင်ငွေအရင်းမြစ်ကလည်းချက်ချင်းချက်ပြောက်ငှက်ပြောက်ဖြစ်သွားခဲ့ပြီးသူမရဲ့စိန်ခံလူနေမှုပုံစံကလည်းကြောက်သေးကိုတဲ့တဲ့ထိုးကျသွားခဲ့ရပါပြီ။ပြီးတော့သူဟာဒီနေရာမှာရက်တန့်သွားပြီလားဆိုရင်တော့လုံးဝကိုမရက်တန့်သေးပါဘူး။အဲ့ဒီနောက်ပိုင်းမှာတော့အခုလိုမျိုးချမ်းသာတဲ့တကယ့်ဒိတ်ဒိတ်ကျဲတဲ့ဒေးတယောက်ကဒီဘားကိုမသုံးတော့တဲ့အခါမှာသူတို့ဘားကလည်းမကြခင်မှာပဲအကျယ်တက်ဆိုင်လာခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်အာနာပိုင်တွေကဒီလုပ်ငန်းဟာဖိလစ်ပိုင်အမျိုးသမီး25ဦးအထိဂျပန်မှာနေထိုင်ခွင့်တရားဝင်ဖြစ်စေဖို့မင်္ဂလာဆောင်အတုတွေစီစဉ်ပေးခဲ့တာကိုရှာဖွေတွေ့ရှိသွားလို့ပါ။ပိုင်ရှင်ဖြစ်သူကတော့ကံကောင်းထောက်မစွာနဲ့တရားစွဲဆိုခြင်းမခံခဲ့ရပေမဲ့လည်းဒီပြရက်ကတော့ဘားကိုပိတ်ပစ်ဖို့အထိဖိအားပေးခဲ့တာကြောင့်မိုရာလက်စ်ရဲ့အမိကိုပြုစနစ်ကြီးဟာလုံးဝကိုအဆုံးသတ်သွားခဲ့ရပါပြီ။ဒီလိုရှုပ်ထွေးပွေလီတဲ့ကာလအတွင်းမှာပဲကန်ဆိုးစွာနဲ့မိုရာလက်ဟာတားယောက်ျားလေးတစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်။အဲ့လိုမွေးဖွားလိုက်တဲ့အခါမှာတော့ဘားပိုင်ရှင်ရဲ့သားဖြစ်သူဟာဒီကလေးကသူနဲ့လုံးဝမဆိုင်ဘူးဆိုတာကိုပြက်ပြက်သားသားညင်းဆိုခဲ့ပြီးတော့မိဘအုပ်ထိန်းမှုတာဝန်တွေကိုလည်းညင်းဆန်ခဲ့ကဘိုးဘီဆိုတာကတော့ခွာရှင်းပြက်ဆဲဖို့အထိကိုတရားရုံးတော်မှာတိုင်ကြားတဲ့အထိဖြစ်ခဲ့ပါတယ်။ဒီကောင်ကတော့ဂျောင်ပိတ်ပြီးတော့အရိုက်ခံနေရတယ်လို့ဖြစ်နေတဲ့မိုရာလက်စ်လည်းကလေးကိုသူမရဲ့မိခင်ကပြုစုစောင့်ရှောက်ပေးဖို့အတွက်ဖိလစ်ပိုင်ကိုပြန်ခေါ်သွားရုံကလွဲလို့တခြားရွေးချယ်စရာတော့ဘာမှမရှိခဲ့ပါဘူး။ဒီလိုနဲ့အဲ့ဒီနောက်မှာတော့ကလေးကိုထားခဲ့ပြီးသူကဂျပန်နိုင်ငံကိုတယောက်တည်းပြန်လာခဲ့ပါတယ်။ဒီတစ်ခေါက်ပြန်လာတဲ့အခါမှာတော့မိုရာလက်စ်ဟာအရင်လိုဇိမ်ခံဘဝကိုပြန်မရနိုင်တော့ပဲဖိလစ်ပိုင်လူမျိုးတွေဖွင့်ထားတဲ့တခြားဘာအသီးစားလေးတစ်ခုမှပြောင်းရွှေ့လုပ်ကင်ခဲ့ရပါတယ်။ဒါပေမဲ့သူမရဲ့ဘန်နာကြီးအခြေအနေကတော့အရင်ကလောက်မျှော်လင့်ချက်မရှိတော့ပါဘူး။ပိုပြီးတော့ဆိုတာကသူမဟာငွေကိုရက်ရက်ရောရောနဲ့သုံးဆွဲတတ်တဲ့အလေးထားကရှိနေတာကြောင့်ပုံမှန်ဖောက်တယ်တွေနဲ့လုပ်ပေါ်ကင်ဖက်တွေစီကနေငွေကိုစတင်ချေးငှားခဲ့ပြီးတော့တရက်မှာတော့ရုတ်တရက်ပျောက်ဆုံးသွားကလူတိုင်းနဲ့သူဟာအဆက်အသွယ်ဖြတ်ပစ်လိုက်ပါတယ်ဖြစ်နိုင်တာတစ်ခုကတော့ဒီလိုမျိုးလေးချက်မဲ့နေတဲ့အခြေအနေတွေမှာမိုရာလက်ဟာငင်းကလတ်ရဲ့မိမောင်းထိုးပြမှုကနေရုတ်တရက်ရုံးထွက်ဖို့ကိုရွေးချယ်ခဲ့ပြီးတော့စိတ်ယုံတစ်ခုမှာသူနာပြုတ်အကူအဖြစ်ကိုလုပ်ကင်ဖို့ရှောင်ထားခဲ့တာဖြစ်ပါတယ်ဒီနေရာမှာသူမလှုပ်လိုက်တဲ့အလုပ်ကတော့ဒီလောကနဲ့လုံးဝဆန့်ကျင်ပဲကြီးဗျအဲ့ဒါကဘာလဲဆိုရင်တော့သူမဟာဒီလိုမျိုးညက်ကလက်မီးမောင်းထိုးပြတဲ့အလုပ်ကနေရုတ်တရက်ထွက်ပြီးတော့စေယုံတစ်ခုမှာသူနာပြုတ်အကူအဖြစ်ကိုလောက်ကင်မှုရှောက်ထားခဲ့တာကြောင့်ဖြစ်ပါတယ်ဒီအလုပ်ဟာငွေကြေးရနှဲပါပြီမဲ့လေအရင်ဘဝနဲ့မတူတဲ့ဘဝတစ်ခုကိုရနေတာကြောင့်သူမကိုအေးချမ်းမှုတချို့ကတော့ပေးနိုင်ပါတယ်အဲ့ဒီမှာအလုံးလုံးနေရင်းနဲ့ပဲမိုရာလက်စ်ဟာအီချီရိုနဲ့အွန်လိုင်းမှာတွေ့ဆုံခဲ့ပြီးတော့ဒီဂျပန်လူငယ်လေးရဲ့တက်တောင့်တက်တာရှိတဲ့အတိုင်းဝိုင်းနောက်ခံကိုချက်ချင်းရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်မိုရာလက်စ်အတွက်တော့အီချီရိုဟာသူမရဲ့အတိတ်ကဇိမ်ခံဘဝကိုပြန်သွားဖို့မျှော်လင့်ချက်တွေကိုမွေးမြူပေးနိုင်တဲ့သူမစုပ်ကိုင်နိုင်မဲ့နောက်ဆုံးအသက်ကအင်ကြီးတစ်ထည်လိုဖြစ်နေတာပါဒီလိုနဲ့မမျှော်လင့်မဲ့2022ခုနှစ်နိုဝင်ဘာလကိုရောက်တဲ့အခါမှာတော့အီချီရိုရဲ့မိဘတွေစီကနေပြင်းပြင်းထန်ထန်ကွန့်ကွက်မှုကိုရင်ဆိုင်ခဲ့ရပြီးဒီဆက်ဆံရေးဟာအဆုံးသတ်ဖို့ဒီကိုဖိအားပေးခြင်းကိုခံခဲ့ရပါတယ်ဒီမျှော်လင့်ချက်လဲပြိုသွားမှုကမိုရာလက်စ်အတွက်တော့ဒီတာကာဟာရှိဇနီးမောင်နှံကသူတို့ချစ်သူနှစ်ဦးကိုလမ်းခွဲရခြင်းရဲ့အကြောင်းအရင်းလို့သတ်မှတ်လိုက်တာပါအဲ့နောက်ပိုင်းမှာတော့သူမဟာဘာအဖြစ်မှမရှိတဲ့တာကာဟာရှိဇနီးမောင်နှံနှစ်ယောက်စီကို
သူမရဲ့မကြည်နပ်မှုအမုန်းအာဃာတတွေဟာအကုန်ပုံကျခဲ့ပါတယ်။အဲဒီနောက်လာနေငယ်ကြတဲ့အခါမှာတော့သူမဟာတစ်လကိုရန်9000ပေးရတယ်။ပေ1480တဲ့မဝေးတဲ့တိုက်ခန်းတစ်ခုစီကိုတိတ်တဆိတ်နဲ့ငှားရမ်းခဲ့ပြီးတော့ဒီရက်ဆက်လာတဲ့လူတက်မှုကြီးကိုတိတ်တဆိတ်နဲ့စတင်ကြံစည်ခဲ့တာဖြစ်ပါတယ်။ဒီမျိုးပေါ်ပေါက်လာတဲ့အခါမှာတော့ဂျပန်နိုင်ငံနဲ့မကာဘဲနဲ့ဖိလစ်ပိုင်နိုင်ငံတစ်ခုလုံးကိုပါပြင်းထန်တဲ့တုန်လှုပ်မှုတစ်ခုကိုဖြစ်သွားစေခဲ့ပါတယ်။အထူးသဖြင့်ဖိလစ်ပိုင်မှာရှိကြတဲ့အများပြည်သူသဘောထားကတော့ဒီမျိုးကဂျပန်နိုင်ငံမှာရှိတဲ့သူတို့နိုင်ငံရဲ့အလုံသမားအတိုင်းအဝိုင်းကိုတိုက်ရိုက်ထိခိုက်စေနိုင်ပြီးတော့တန်တမန်ဆက်ဆံရေးကိုလည်းတင်းမာသွားစေမှာကိုစိုးရိမ်ခဲ့ကြတာပါ။ဒါပေမဲ့လည်းမိုရာလက်စ်ကိုတီးခဲ့ကြတဲ့သူတွေကတော့အခုလိုပြောကြပါတယ်။သူမဟာအမြဲတမ်းတိမ်မွေ့ပျော်ပြောင်းပြီးတော့နေတတ်တဲ့သူဖြစ်ပြီးလူသက်နိုင်လောက်တဲ့ဒီစိုးသွမ်းတဲ့အရေးအယောင်မျိုးတခါမှမတွေ့ခဲ့ရဘူးလို့အခိုင်အမာနဲ့ပြောဆိုကြပါတယ်။ဒီပညာသင်တန်းသားကြီးကြပ်ရေးအေဂျင်စီကအကြီးတန်းအရာရှိတဦးကလည်းအမှုမှာပါဝင်ပတ်သက်နေတဲ့တနိုင်ငံနဲ့သာဒီလာခရုဟာအမြဲတမ်းအလုပ်ကိုထူးထူးချွန်ချွန်လုပ်ကင်ခဲ့သူဖြစ်ပြီးတော့သူကဒီတုံးလို့ဆရာကောင်းတဲ့ရာဇဝတ်မှုနဲ့ပတ်သက်ပြီးဖမ်းဆီးခံလိုက်ရတယ်ဆိုတာကိုတကယ်ကိုမယုံနိုင်ဘူးလို့အန်ဟောတုံလို့ဆိုတာနဲ့သတင်းမီဒီယာတွေကိုပြောပြပါတယ်။မိုရာလက်စ်ဟာငွေကြောင်လည်းမဟုတ်နိုင်တယ်လို့ဘီသာကြောင့်လည်းမဟုတ်နိုင်ပါဘူး။သူ့ရဲ့တကယ်အစစ်မှန်စိတ်ဟာအီချီရိုရဲ့အပေါ်မှာတကယ်ချစ်မိသွားတဲ့ခံစားချက်ကြောင့်ဖြစ်နိုင်ပါတယ်။ဘာကြောင့်အဲဒီလိုသုံးသပ်ရတာလဲဆိုရင်တော့အရှင်းအလင်းဆုံးသက်သေဟာဒီလူသားမှုကြီးကိုမဖြစ်ဖွားခင်အချိန်အခိုက်အတန့်လေးမှာသူဟာသူချစ်ရတဲ့အမျိုးသားစီကိုဖုန်းနောက်ဆုံးခေါ်ခဲ့တာကြောင့်ဖြစ်ပါတယ်။အဲဒီအချိန်တုန်းကသူမဟာသူ့ကိုပြန်လဲတင့်မြတ်နိုင်မလားဆိုရဲတင်းငယ်တဲ့မျှော်လင့်ချက်လေးကိုသူမရဲ့ရင်ထဲမှာစုပ်ကင်ထားစေဖြစ်ပါတယ်။တကယ်လို့သူမိဘတွေစီကနေပြင်းထန်တဲ့ကန့်ကွက်မှုမျိုးသာမရဘူးဆိုရင်သူတို့ဟာအကျဉ်းလင်းများတွေဖြစ်လာခဲ့ကြမှာပါ။ဒါပေမဲ့ဒီနေရာမှာမိုရာလက်စ်ရဲ့စိတ်နဲ့နှလုံးသားကိုအနာကျင်ဆုံးဖြစ်စေတဲ့အချက်ကမိဘတွေရဲ့ကန့်ကွက်မှုကြောင့်မဟုတ်ဘဲနဲ့အီချီရိုရဲ့သဘောထားပြောင်းလဲသွားမှုကြောင့်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့သူတို့ရဲ့အခြေရေးကိုစမ်းသပ်ခံရတဲ့အခိုက်မှာသူဟာသူမကိုကာကွယ်ဖို့မရွေးချယ်ခဲ့တယ်လို့ဒီပရိပက္ခတွေကိုဖြေရှင်းဖို့ကိုလည်းမကြိုးစားခဲ့ပါဘူး။အဲဒီစားသူမိဘတွေရဲ့စကားကိုပဲနာခံခဲ့ပြီးတော့သူမကိုတော့ငွေနောက်လိုက်နေတဲ့မိန်းမတစ်ယောက်လိုမျိုးတွေ့ကပ်နေတဲ့မိန်းမတစ်ယောက်တည်းမပိုဘူးလို့တွေ့ဝိုက်ပြီးတော့ရှုမြင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ဂရီတွေပေးခဲ့မှုတဲ့ချစ်သူဟာမျက်စိတမိတ်အတွဲမှာမိဘရဲ့စကားကိုပဲနားထောင်တဲ့ကလေးတစ်ယောက်အဖြစ်ကိုပြောင်းလဲသွားခဲ့တဲ့အခါမှာတော့မိုရာလက်စ်အနေနဲ့ကလည်းအလွန်မင်းစိတ်ပြက်အားငယ်သွားစေခဲ့ပါတယ်။ဒါပေမဲ့ဒီအမှုဟာလက်ရှိအချိန်မှာတော့ဆွဲချက်တင်ထားရုံသာရှိသေးပြီးတော့တရားရုံးရဲ့ကြာနာစစ်ဆေးမှုတွေဟာမဖြေရှင်းနိုင်သေးတဲ့ခေါင်းစဉ်အောက်မှာပဲရှိနေပါတယ်။ဒီလိုသက်သမားနှစ်ယောက်ရဲ့ကံကြမ္မာကဘယ်လိုဖြစ်လာမလဲဆိုတာကတော့တရားရုံးရဲ့အဆုံးဖြတ်ပုံမှာပဲမူတည်နေပါတယ်။အဓိကကတော့သူတို့နှစ်ယောက်ဟာဘယ်လိုပဲခံစားရပါစေတတရကြုံမဲကြကြတီမိတ်မဲကြကြဘယ်လိုပဲဖြစ်သွားပါစေအဓိကကျွန်တော်တို့သင်ခန်းစာယူရမှာဒီ point ကိုမဟုတ်ပါဘူး။တခါတလေမှဘဝနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အားလုံးဟာလဲကျသွားတဲ့အခါဒီမှာလုံးဝကိုမထားကျင်တော့တဲ့အခါမျိုးတွေရှိတတ်တယ်လို့တချို့ကြတော့လေအောင်မြင်နေတဲ့အချိန်မှာလုံးဝကိုအောက်ခြေကိုမေ့သွားတဲ့အခိုက်အတန့်တွေရှိတတ်ပါတယ်။အဲလိုမျိုးရှိလာတဲ့အခါမှာကျွန်တော်တို့ဟာဘဝတွေကိုမေ့ဘဝတွေကိုပျောက်သွားပြီးတော့ခဏတာပိုင်ဆိုင်ရတဲ့အရာတွေကိုထာဝရပဲပိုင်ဆိုင်ရတယ်လို့မျိုးစိတ်ထဲမှာထင်နေကြပါတယ်။အဲလိုနေထိုင်လိုက်နဲ့တနေ့မှာတော့ကိုဖြစ်ချင်တဲ့ဘဝမျိုးကိုမပိုင်ဆိုင်ရတော့တဲ့အခါမှာခြေဒီကကမောက်ကမတွေဖြစ်ပြီးတော့ဘာအပြစ်မှမရှိတဲ့ပတ်ဝန်းကျင်ကိုလက်ညှိုးထိုးပြတတ်ပါတယ်။တကယ်တော့ပတ်ဝန်းကျင်ဆိုတာကတော့အစာတွေကဒီပုံစံအတိုင်းပါပဲကျွန်တော်တို့ရဲ့စိတ်ဒီမှာသာအမျိုးမျိုးပြောင်းလဲနေတာဖြစ်ပါတယ်လို့ကျွန်တော်ကတော့အကြံပြုလိုပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မိတ်ဆွေရဲ့ထင်မြင်ယူဆချက်ရှိရင်လည်း comment မှာမှန်ပြီးနိုင်ပါတယ်ဗျကျွန်တော်တို့နောက်တစ်ပုဒ်မှာအခုတည်းကောင်းတဲ့မူခင်းဇလန်းတွေနဲ့ပြန်လည်ဆုံတွေ့ပါမယ်ဗီဒီယိုလေးကိုလက်မလေးနှိပ်ခဲ့ပေးပါဦးအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျ